ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုလိုချင်တယ်ဆိုရင်ဘသူ့ပေါ်ကိုမှအညှိုးတေးတွေအာဃာတတွေမထားဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ဘဝစီကိုရောက်လာတဲ့လူတိုင်းဟာကိုယ့်အတွက်လက်ဆောင်လေးတွေကိုစီယူလာခဲ့ကြတယ်။မင်းရဲ့ဘဝမှာအကောင်းဆုံးလူတွေနဲ့ဆုံတွေ့မယ်ဆိုရင်မင်းကိုသူတို့ကပျော်ရွှင်မှုဆိုတဲ့လက်ဆောင်လေးတွေယူလာလိမ့်မယ်။မင်းရဲ့ဘဝမှာအဆိုးရွားဆုံးသူတွေနဲ့ဆုံနေဆိုရင်တော့သူတို့ကမင်းစီကိုတင်ငန်းစားလို့ခေါ်တဲ့လက်ဆောင်တွေယူလာပေးလိမ့်မယ်။မင်းဘဝမှာတန်ဖိုးမဖြတ်နိုင်လောက်တဲ့ထိထူးခြားတဲ့သူတွေနဲ့ဆုံမယ်ဆိုရင်တော့မင်းဘဝရဲ့တဘဝလုံးစာတန်ဖိုးရှိစေမဲ့အမှတ်တရတွေကိုသူတို့ကလက်ဆောင်ပေးလိမ့်မယ်။အဲ့ဒီအတွက်ကြောင့်မလို့ဘသူကိုမှ blaming မလုပ်ဖ ೇನೆ သူတို့ပေးတဲ့လက်ဆောင်တွေကိုကိုယ်တိုင်ကတန်မိုးထားတက်လာတဲ့နေ့တစ်နေ့ရောက်တဲ့အခါမင်းဘဝကအလိုလိုပြည့်စုံပြီးပျော်ရွှင်မှုတွေရလာလိမ့်မယ်